Hello အားလုံးပဲမင်္ဂလာပါရှင်စုပါဒီနေ့မှာတော့အင်ကိုလွမ်းနေတာနဲ့အင်လွမ်းပြေမွန်ညင်းမောင်းလေးလို့စတဲ့တာကိုမျှဝေပေးလိုက်ပါတယ်စုလက်တူတူအဆုံးထိကြည့်ပေးပါအောင်နော်မွန်ညင်းသုံးတော့သုံးတာပါတယ်စူပါရီမှာမွန်ညင်းမျိုးစားကဒီမျိုးစားပဲရှိတဲ့အတွက်ရှိတဲ့မွန်ညင်းတွေပဲပေါင်းစားလိုက်ပါမယ်အယိုးနာနဲ့များရဲ့ပေါ့နော်စုကအယိုးအကုန်မသုံးပါဘူးအရွက်ပဲအကုန်လုံးသုံးပါမယ်ကိုကြိုက်တူတော့သုံးလို့ရပါတယ်ဒီတော့ရင်တော့မွန်ညင်းတွေကိုကိုလိုချင်တဲ့အပိုင်းလေးပဲယူပြီးတော့ဆေးကြောလိုက်ပါတယ်သူကတော့ဆမ်မုတ်ကိုစိုင်ချင်းခွက်တစ်ခွက်သုံးထားပါတယ်။ဘဲသာစိမ့်စိမ့်လေးနဲ့ပူစားလို့ကောင်းလို့မြေဘက်ဆိုင်နှဲငယ်ကိုပဲထည့်ပြီးတော့ပေါင်းပါမယ်။ခင်းရင်ဒီတချမ်းကိုကတိနဲ့ညှပ်ပြီးတော့ထည့်ပါတယ်။ဒီနေရာမှာရှမ်းဘက်ဖို့ရှိတယ်ဆိုလို့ရှိရင်လည်းရှမ်းဘက်ဖို့ထည့်စားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်နော်။ရေကတော့ကိုလိုသလိုချိန်ပြီးတော့ထည့်ပေးပါနော်။ပြီးတော့ရင်တော့စားချုံမှုလည်းတစ်ခါတည်းထည့်ပေးပါနော်။မုံကြီးတွေကရေးစေးတာဖြစ်တဲ့အတွက်မုံကြီးထဲမှာလည်းရေနဲ့ငယ်ရှိနေပါဦးမယ်။ဒါကြောင့်မို့မုံနဲ့ကိုတော့ဆိုတာပြစ်ပြစ်လေးပဲဖြော်လိုက်ပါတယ်။ရေကိုကြတော့ကိုလိုလိုပဲချိန်ပြထည့်ပေးပါနော်။ပြီးတော့ရင်တော့အားရပါရကိုကြိုက်သလိုနေလိုက်ပါတယ်။ဒီနေ့မှာလိုက်ရရှင်နဲ့သုံးပါမရှင်လည်းမသုံးပါနဲ့။ကိုစိတ်ကြိုက်ပါ။ပြီးတော့ရင်တော့စိတ်ထားတဲ့မုံကြီးတွေကိုမုံနဲ့ရောပြလိုက်ပါမယ်။မုံကြီးနည်းနည်းချင်းစီပဲထည့်ပြီးရောပြလိုက်ပါတယ်။အဲ့ဒါဟိုကဒီတက်ပိုချင်းတော့ပိုစင်နေတာပေါ့နော်ဆိုရင်မှာကအကြီးဆုံးဟိုကဒီဟိုပဲရှိပါတယ်အဲ့ထက်ကြီးရတော့ကျမပါပဲအိုးတော့မကြည့်ပါဘူးအသက်ကြီးတာပြီးတော့ရင်တော့ပေါင်းတဲ့အိုးထဲမှာကုလိုလိုပဲထက်ထည့်ပါတယ်ဒီလိုလုံးရတဲ့အချိန်မှာလည်းတစ်ဖက်မှာကပေါင်းတဲ့အချိန်မှာအစင်ချင်းပြအောင်ရင်းနှီးလေးတည်ထားပေးပါနော်ရွက်တွေအယိုးတွေအကုန်လုံးပေါင်းပြီးထည့်ပါတယ်ထည့်တယ်မပြီးသေးပါဘူးအကုန်လုံးထည့်ပါမယ်နောက်ဆုံးမှာတော့ကလုံးထည့်လို့ပြီးသွားပါပြီစတင်ပေါင်းပါတော့မယ်ပေါင်းလေးအုပ်ပါမယ်နိုင်ဝက်လောက်ပေါင်းပါမယ်မုံညင်းပေါက်တဲ့အချိန်မှာပဲစစ်သူပြစီစလေးချက်ပါမယ်စစ်သူပြစီချက်တဲ့အခါမှာလည်းမတူအောင်ကြိုးစိုက်ကြပါအောင်နော်နမမိုးလေးစစ်သူပြစီချက်လေးရပါပြီပြီးသွားရင်တော့ပေါင်းထားတဲ့အိုးလေးလက်ကြည့်ပါမယ်မုံညင်းလေးရတာနဲ့နေပါပြီစားဖို့ပဲကြံပါတော့တယ်မုံညင်းလေးယူပါမယ်လိုအေးတဲ့ရာသီဥတုနဲ့ဒီမုံညင်းတော့ပူပူနွေးနွေးလေးနဲ့အရန်လိုက်ဖက်ပါတယ်ပေါင်းစားကြည့်ကြပါနော်အရန်လည်းလုံးဝတာလည်းအရန်လွယ်ကူတယ်အရန်လည်းစားလို့ကောင်းပါတယ်ပြီးတော့ရင်တော့ခုလိုချင်းတဲ့အရွယ်စားလေးဖြတ်ပေးပါနော်မုံညင်းနဲ့မူမူလေးနဲ့ရမ်းစားလို့ကောင်းတယ်ပြီးတော့စီချက်လေးထည့်ပါမယ်ရုပ်သီးကြိုက်တယ်ဆိုလို့ရှိရင်ရုပ်သီးမို့လေးပါထည့်စားပါနော်ဆိုတော့ရုပ်သီးမို့လေးပါထည့်ပြီးစားလိုက်ပါတယ်ဒါဆိုရင်တော့တောင်ပေါ်ဝစ်တက်လေးနဲ့မုံညင်းမုံလေးရပါပြီနေပါတယ်ဖတ်ပါတယ်နေဖတ်ပြီးတော့စားပါတော့မယ်ဒါဆိုရင်ဆွေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လေးလုပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်ဘိုင်ဘိုင်